မင်္ဂလာပါရှင်ပကံနည်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါမကွေးတိုင်းနမောင်မြို့နယ်အနောက်ပတ်ချမ်းစက်တောက်တွင်ကျွေးရကိုစစ်တပ်ကဘုံကျဲခဲ့တာကြောင့်ပြည်သူ3ယောက်သေဆုံးခဲ့တယ်လို့နမောင်မြို့ပြည်သူ့ကာကွယ်ရေးဖွဲ့ကထုတ်ပြန်ပါတယ်ဒီကနေ့မနက်8:00နာရီကျော်မှာမိထီလာလေးတပ်ကတက်လာတဲ့ Jet Fighter ကပုံနှလုံးကျဲချခဲ့တာဖြစ်ပြီးပြည်သူ3ယောက်သေဆုံးခဲ့တယ်လို့10ယောက်ဝန်းကျင်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်စက်တောက်တွင်ကျွေးရတဝိုက်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေအထူးသတိထားကြဖို့နတ်မောင်မြို့ပြည်သူ့ကာကွယ်ရေးဖွဲ့ကထုတ်ပြန်ပါတယ်။စကိုင်းတိုင်းမှာစစ်တပ်စစ်ကြောင်းထိုးနေတာကြောင့်ခင်ဦးရေဦးကမ်ဘလူမျိုးနယ်ကျေးရွာတွေကဒေသခံထောင်ချီစစ်ဘေးရှောင်နေရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးဖွဲ့ကထုတ်ပြန်ပါတယ်။အဲ့ပေါင်ချောင်းကျေးရွာမှာညာရီတက်ဆွဲခဲ့တဲ့စစ်သားအင်အား300ခန့်ဟာမနေ့ကမနက်ပိုင်းမှာရေဦးခင်ဦးနယ်အစပ်ကြောက်တိုင်ကျေးရွာတွေကိုလက်နက်ကြီးငယ်တွေနဲ့ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။စစ်တပ်စစ်ကြောင်းဟာကြောက်တိုင်ကျေးရွာအတွင်းကနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးဖွဲ့ကထုတ်ပြန်ပါတယ်။ဒီစစ်ကြောင်းကြောင့်ရေဦးခင်ဦးနယ်ကကြောက်တိုင်ကြည်စုကမ်ဘလူနယ်ကဝတ်တိုးအိုက်ပောင်ချောင်းရင်းတိုက်ခင်ဦးနယ်ကငါးယုံကြီးရှာတော်မုံလာတာဝတိမြင်းကြတရက်ကုန်းကျွန်းတော်ကြီးကျွန်းတော်လေးဥယျာဉ်ကျေးရွာတွေကပြည်သူတွေရက်ရှည်စစ်ပေးရှောင်နေရတယ်လို့သိရပါတယ်။ဒါအပြင်မကြီးအုပ်ရတော်မြင်းတောင်တရက်ပင်စုအင်းတိုင်လေးတောင်မြောက်တတပတောင်ကားစိတ်ကျေးရွာတွေကဒေသခံတွေလည်းကျေးရွာအတွင်းမနေရကြသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ရက်ရှည်လာတာနဲ့မျှစစ်ရှောင်တွေအတွက်နေစရာစားစရာအခက်အခဲတွေရှိလာပြီးစောင်းရတဲ့အခုမှကျန်းမာရေးမကောင်းတာတွေလည်းအများစုဖြစ်လာတယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးဖွဲ့ကထုတ်ပြန်ပါတယ်။မကွေးတိုင်းပေါင်မြို့နယ်မှာစစ်တပ်ကအော်တိုဘာလနောက်ဆုံးပတ်ကစားလို့စစ်ကြောင်းထိုးနေပြီးပြည်သူ9ယောက်ကိုတပ်ဖြတ်ထားတယ်လို့အညာမြေတပ်ပေါင်းစုကထုတ်ပြန်ပါတယ်။ဒီစစ်ကြောင်းဟာပခုတ်ကူတပ်မ101ကစတင်ထွက်ခွာလာတဲ့စစ်ကြောင်းဖြစ်ပြီးဒေသခံ6ရက်ထက်မနည်းကိုဖမ်းဆီးထားတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကြောင်းဟာနေလုံး25လုံးကိုမီးရှို့ခဲ့ပြီးစစ်ပေးရှောင်နေတဲ့ဒေသခံအမျိုးသားတအုပ်ကိုကားနဲ့တိုက်မိကတန်ရာအပြင်းထန်ရခဲ့တယ်လို့အညာမြေတပ်ပေါင်းစုကပြောပါတယ်။ဒီကနေ့မနက်မှာတော့စစ်ကြောင်းကမြိုင်ဆက်မှုနှစ်ကနေတေးစိတ်ဆက်လက်ရွှေ့ရွှားသွားပြီးတဲကြီးရွာကန်တစ်ရွာစတဲ့ကျေးရွာတွေအနီးကနေထမ်းပေါက်ကုန်းဖလန်ကန်စတဲ့ကျေးရွာတွေအနီးကိုထွက်ခွာသွားတယ်လို့သိရပါတယ်။ပေါင်မြို့နယ်ကျိုင်းဆောက်ရွာကစစ်ကြောင်းနဲ့ပေါင်းစည်းမယ်လို့ခန့်မှန်းပြီးဒီစစ်ကြောင်းကြောင့်ကျေးရွာပေါင်း20ထက်မနည်းကဒေသခံတွေဘေးလွတ်ရာတင်းရှောင်နေကြရတယ်လို့အညာမြေတပ်ပေါင်းစုကထုတ်ပြန်ပါတယ်။ပေါင်နယ်ညာမြို့နယ်ကဒေသခံပြည်သူတွေအနေနဲ့စစ်ကြောင်းနဲ့လေကြောင်းသတိပြုကြဖို့လည်းသတိပေးထားပါတယ်။ပေါင်မြို့နယ်အတွင်းမှာနိုဝင်ဘာလ3ရက်နေ့နဲ့နိုဝင်ဘာလ5ရက်နေ့တွေမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ပြီးစစ်တပ်ဘက်က18ယောက်သေဆုံးခဲ့တယ်လို့ပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းကမ်ဘလူမြို့နယ်ရွှေဘိုမြစ်ကြီးနားဗျူဟာလန်ဘူးကုန်းစစ်ကောင်စီအထိုင်ဂိတ်မှာဖမ်းဆီးခံခဲ့ရတဲ့ပြည်သူတွေတဲကလူငယ်လေးဦးဟာကျွန်းလာအချုပ်ထောင်ဖောက်ပြီးလွတ်မြောက်လာခဲ့တယ်လို့ကျွန်းလာကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူခရိုင်ကမနေ့ကထုတ်ပြန်ပါတယ်။ဘူးကုန်းစစ်တပ်ဂိတ်မှာအောက်တိုဘာလ30ရက်နေ့ကနေနိုဝင်ဘာလ10ရက်နေ့အတွင်းပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးခဲ့တာပါ။လူငယ်မျိုးသားလေးဦးဟာသူတို့လွတ်မြောက်လာတဲ့အကြောင်းကိုရုပ်သံဖိုင်နဲ့ပြောပြခဲ့ပါတယ်။ညနေ3နာရီလောက်မှာကျွန်တော်ကတန်ဆူကျိုးမှာအစာလေးပတ်တာရှိအဲ့လေးဖြုတ်ကျွန်တော်ကျန်းဖောက်တယ်ပေါ့။ကျန်းဖောက်အဲ့နေရာဖောက်တဲ့နေရာကျွန်တော်စားဖောက်တော့တန်ဆူကျိုးနဲ့ဆိုတော့ဗျာတော့မပြက်လာဘူး။ဟုတ်ပါမပြက်တယ်ကျွန်တော်နောက်ကြအိမ်နာမှာရှိချက်ထိုးတဲ့ဟာလေးကိုကျွန်တော်ဆွဲဖြုတ်ပြီးအဲ့လေးနဲ့တိုက်တယ်ပေါ့။တိုက်တယ်တော့9ရက်လောက်ကြာအောင်တိုက်ရတယ်။ကမ်ဘလူမြို့နယ်ဗျူဟာလန်ကျောင်းရှိစစ်ကောင်စီအထိုင်ဂိတ်တွေဟာပြည်လူအချက်ကြီးမားနေတဲ့ဝါတာဝရဲ့ပြူစောတိစစ်ကြောင်းအတွက်ခီးသားပြည်သူတွေတဲကလူငယ်လူရွယ်အမျိုးသားနဲ့အမျိုးသမီးတွေပါမကျန်ပေါ်တာဆွဲဖမ်းဆီးမှုတွေစက်တိုက်ပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဖမ်းဆီးထားတဲ့ပြည်သူတွေကိုကျွန်းလာအချုပ်ထောင်မှာယာယီထိန်းသိမ်းထားပြီးစစ်တပ်နန်းတပ်ဖို့ကမ်ဘလူ6006တပ်ကိုအလှည့်ကျပို့ဆောင်နေတယ်လို့သိရပါတယ်။
ရွှေဘိုမြကြီးနားပြူဟာလန်းကိုအသုံးပြုနေတဲ့ခီးသွားတွေအနေနဲ့ကံဘလူမျိုးနယ်အတွင်းကစစ်ကောင်စီအထိုင်စခန်းတွေကိုအထက်နိုင်ဆုံးရှောင်ကွင်းသွားလာကြဖို့ကျွန်းလှကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကတတိပေးထားပါတယ်။ပကံနျူရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ကြကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။